Hi ဘောလာတို့ဒီကောင်လေးကိုသိလားဒီကောင်လေးကိုမသိဘူးဆိုရင်လည်းကျွန်တော်တို့ငငယ်တုန်းကဒီအတန်လေးတော့ကြားဘူးမှာပေါ့ဒီ Super Mario ဆိုတဲ့ game လေးရဲ့နောက်ွယ်မှာကျွန်တော်တို့မသိသေးတဲ့ dark side တချို့ရှိနေတယ်ဗျဒါတွေကလည်းကျွန်တော်တို့game developer တွေရော player တွေရဲ့အစားအသေးချအတီးပြုထားတဲ့ fact တွေပဲဖြစ်ပါတယ်ကျွန်တော်တို့ clay ဘောကတော့ SNES မှာစောခဲ့မှုတဲ့ Super Mario ရဲ့ storyline ကဘယ်လိုလဲဆိုတော့ enemy page ကိုပိုစာကြီးကဖမ်းသွားတာကိုကျွန်တော်တို့က Mario အနေနဲ့တွားပြီးတော့ပြန်ကယ်ရတဲ့ story အနေနဲ့ကျွန်တော်တို့ကစော့ရတာပါပထမဆုံးအနေနဲ့ကျွန်တော်တို့ game ဆော့ရင်အမြဲရိုက်ခွေလေးရှိတဲ့ OK လေးတွေအကြောင်းပါ1985ခုနှစ်ထုတ် Super Mario ရဲ့မူရင်း manual စာအုပ်ထဲမှာကျွန်တော်တို့ Bowser ကြီးက Mushroom Kingdom ကိုတင်ပြီးတဲ့နောက်ပိုင်းမှာ Mushroom Kingdom ရဲ့ပြည်သူပြည်သားတွေဖြစ်တဲ့တုတ်လေးတွေကိုအုပ်ခဲတဲ့အဖြစ်ပြောင်းပြလိုက်တယ်ဗျာဒါကြောင့်မို့ကျွန်တော်တို့ idea တွေရဖို့တော့အုပ်ခဲလေးတွေကိုခေါင်းနဲ့တိုက်ပြီးတော့ခွဲလိုက်တဲ့ဟာကလေကျွန်တော်တို့ Mushroom Kingdom ရဲ့တိုင်းသူပြည်သားတုတ်လေးတွေကိုတပ်ဖြတ်နေခြင်းပဲဖြစ်ပါတယ်ဒုတိယချက်အနေနဲ့ကတော့ Mario ရဲ့တစ္ဆာအရှိဆုံးစီးတော်ရင်လေ Yoshi အကြောင်းဖြစ်ပါတယ်။ Yoshi လေးဆိုတာကျွန်တော်တို့ Mario ရဲ့စီးတော်ရင်ဒိုင်နိုဆောလေးတစ်ကောင်ပါ။အမှန်တော့ Mario ကအလွန်ရှည်လျားတဲ့ကြောက်ကမ်းမတွေကိုခုံတဲ့အခါမှာ game ထဲမှာ Yoshi လေးရဲ့ကြောပေါ်နေပြီးတော့တစ်ဖက်ကမ်းမကိုရောက်အောင်ခုံခဲ့တာပါ။ဒါကြောင့်မို့ Mario ကလွတ်မြောက်သွားပေမဲ့တစ္ဆာရှိတဲ့ Yoshi လေးရောက်တော့ရောက်တဲ့ပြုတ်ကျပြီးတော့တည်ဆုံးသွားခဲ့ရတယ်ဆိုတော့ကျွန်တော်တို့ Mario manual ပေါက်တဲ့မှာလည်းဒါရေးသားထားခဲ့ပါတယ်တတိယအချက်ကတော့ Super Mario Galaxy 2လေးကကြောက်စရာကောင်းတဲ့အရိပ်တွေပါ Shiva Bank Galaxy Map ရဲ့တောင်ထိပ်ကိုကင်မရာဇွန်းဆွဲပြီးတော့ကြည့်လိုက်ရင်အရိပ်မဲမဲလူပုံစံ၃ခုက Mario အမြဲတမ်းငေးကြည့်နေတတ်ပါတယ် Game Fine ထဲမှာသူတို့ရဲ့နာမည်ကို Hell Valley Sky Tree လို့ပေးထားပြီးတော့ game ကစားတဲ့ player တွေကိုခြောက်ခြားစေဖို့ဘာလို့ထည့်ထားမှန်းတော့မသိပေမဲ့ဒါက developer တွေကိုယ်တိုင်တေချာရေးဆွဲပြီးတော့ထည့်ထားတဲ့ Game Fine တွေပဲဖြစ်ပါတယ်နောက်တစ်ချက်ကတော့ Luigi အကြောင်းပါLuigi နဲ့ Mario ဆိုတာညီကိုပါဒါပေမဲ့ Mario ကတော့ Luigi အပေါ်ဘယ်တော့မှညီကိုစိတ်မရှိခဲ့ပါဘူး Super Mario Power 10နဲ့ game ထဲမှာ Luigi ကပထမရပြီးတော့ trophy ရတဲ့အချိန်မျိုးတွေကြာရင် Mario က Luigi ရဲ့ဖက်နှက်ပေါ်ကိုအဖိနှင်းပြီးတော့တက်နှင်းခဲ့တာတွေ game ထဲမှာ Luigi ရဲ့အနိုင်ရသွားရင် Mario ရဲ့မျက်နှာဒေါသနဲ့မနာလိုမှုတွေအထင်ရှားအောင်မြင်နေရပါတယ် Mario က Luigi ကိုတာမန်ခိုင်းမဲ့လိုပဲသဘောထားခဲ့တာပါMario က Minimally Peach တို့တခြား character တွေနဲ့ပျော်ပျော်ရွှင်ရွှင်ရှိနေတဲ့အချိန်မျိုးကျရင် Luigi ကိုဘယ်တော့မှမခေါ်ခဲ့ပါဘူး။ဒါပေမဲ့ Luigi လေးရတော့ Luigi Mansion ဆိုတဲ့ game ထဲမှာ Mario အသက်နဲ့လည်ပြီးတော့ကယ်ခဲ့ပူပါတယ်။ Mario ဘက်ကတော့ Luigi ကိုအပေါ်လူခိုင်းဘက်လိုမျိုးပဲအမြဲတမ်းဆက်ဆံတာမျိုး game တော်တော်များများမှာတွေ့ရပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဆော့လာခဲ့ရတဲ့ Mario ဆိုတဲ့ game character က game ထဲမှာအမြဲတမ်းလူကောင်းတော့ဖြစ်မနေခဲ့ပါဘူး။နောက်ဆုံးချက်ကတော့ Super Mario Bros 3တဲ့ရဆွန့်စားကန်ပါတကယ်တော့ဒီ game ထဲမှာ Peach ကိုကယ်ဖို့ဆွန့်စားခဲ့တာမဟုတ်ပါဘူးဒါဟာ Mario တို့အဖွဲ့ရိုက်ကူလာတဲ့ပြတ်တဲ့ပုံ state play တာဖြစ်တယ်လို့ game fan တွေတူ game developer ကိုယ်တိုင်ကအတည်ပြုခဲ့ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဆော့ခဲ့ရတဲ့ Super Mario Bros 3ကအမှန်တကယ်တော့တကယ်ဆွန့်စားကန်နေမဟုတ်ပဲနဲ့စင်အောက်မှာလူတွေအများကြီးနဲ့ကြည့်နေရတဲ့ပြတ်တဲ့ပုံတာဖြစ်ခဲ့ပါတယ်ကျွန်တော်တို့ကလေးဘွားတော့ဆော့ခဲ့ရတဲ့ 2D graphic နဲ့ game လေးတွေရဲ့နောက်ွယ်မှာဒီထက်ပိုပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ dark side တွေအများကြီးရှိပါတယ်စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါဦးနောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ကြပါမယ်ကျွန်တော်ကတော့ Ricky ပါ